ကောင်းတဲ့သူတွေကိုရှာပြီးတော့ပေါင်းသင်းပါကျေးဇူးတည်တတ်တဲ့သူတွေနဲ့လက်တွဲပြီးအလုပ်လုပ်ပါနားလေအားပေးတဲ့သူနဲ့ရည်ရှိဆက်ဆံပါကိုယ့်ဘောဂယူးဆိုင်တဲ့သူကိုတန်ဖိုးထားလေးစားပါကိုယ့်အတွက်နေရမပေးနိုင်တဲ့သူကိုလည်းဝေးဝေးရရှောင်ပါမဆူပဲရှင်းပြတတ်တဲ့သူကိုအမြဲတမ်းစီးကပ်ကိုယ်အကြောင်းမသိပဲမုန်းနေတဲ့သူတွေကိုလည်းခွင့်လွှတ်ပြီးတော့နေတယ်ကိုယ့်ရည်သွေးကိုမသိလို့ကဲ့ရဲ့တဲ့သူကိုလည်းအပြစ်မမြင်ပဲနေတယ်လူရည်လို့ဖြစ်လာရင်အချောင်လဲအမုန်းခံရမယ်ကိုယ်မလို့လားလို့အကောင်းမမြင်တဲ့သူစီကကဲ့ရဲ့တဲ့အတန်ကိုပဲကြားဒါဟာတဘာဝလောကရန်ပါပဲအပြစ်ဆိုစရာမလိုပါဘူးတိုလေးသောလူဘဝမှာမဟုတ်တာတွေအတွက်ခံစားတုံ့ပြန်နေမယ်ဆိုရင်စိတ်ချမ်းသာပျော်ရွှင်မှုတွေနေပါတတ်ပါဘဝဟာတခဏပါပဲဖြစ်ပြီးပြတ်သွားကြမှာပဲမလို့အပြုံးမပြတ်စိတ်မပြတ်ဖိနေရှင်တန်ရဲဖို့လိုအပ်ပါတယ်